မြန်မာနာမည်ကတော့စုကြည်ထုံးပါဒီဘက်မြန်မာအဲပြောပြပေးခြင်းလေးခေါင်းစဉ်ကကြတော့introduction astro ပေါ့ astro framework နဲ့ပတ်သက်ပြီးတော့အောက်မှာလေးရေးလို့ထားရှိပါ modern framework for building web app ဆိုတဲ့အတိုင်း web app ကို create လုပ်တဲ့အချိန်မှာသုံးတဲ့ framework ပေါ့အဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ intro နဲ့ပြောပြပေးခဲ့တယ်အာဒီဟာကတော့ agenda ပေါ့နော်ပထမဆုံးအနေနဲ့ Astro ဆိုတာပါလေပြီးတော့ဘာလို့ Astro ကိုသုံးကြရလဲပြီးတော့သူ Astro ရဲ့ key feature တွေပါလေသူ့ရဲ့use case ပေါ့နော်ပြီးတော့ developer တွေနဲ့ business အတွက်ပေါ့ကောင်းကျိုးတွေကပါရှိနေတယ်ပြီးတော့ဒါနည်းနည်း cost လေးတွေပြန်ပြီးတော့ဆွဲလေးလုပ်ပြီးအရင်ဆုံးပေါ့နော် what is Astro ပေါ့နော် Astro ဆိုတာဘယ်လိုမျိုးလဲပေါ့နော်အရင်ဆုံး Astro ဆိုတာတော့ဒီအခုနောက်ပိုင်းထွက်လာတဲ့ modern web framework တစ်ခုဖြစ်တယ်ပေါ့နော်အဓိကအဖြစ်သူကကိုယ့်ရဲ့ website ကိုမြင်ခြင်းတဲ့အချိန်ဒါမှမဟုတ်ရှင် content ကိုcontent တွေကိုအဓိကထားပြီးတော့ချိန်တဲ့ website တွေတော်တော်များများမှာဒီ Astro framework ကိုပို့ပြီးတော့သုံးကြတယ်ပေါ့နော်သူ့ရဲ့ key feature တွေကကြတော့ performance first approach ရမယ်ပြီးတော့ component တွေကိုခွဲပြီးတော့ development လုပ်တာများတယ်ပြီးရင်static site foundation ရဲ့ server side rendering တွေကို support ပေးတယ်ဆက်ဆိုရင် why use Astro ပေါ့နော်Astro ဘာကြောင့်သုံးကြရလဲပေါ့အရှိမပြောသွားတဲ့ key feature တွေလိုပဲပေါ့နော်သူက performance first ပေါ့နော်ဘာဖြစ်လို့ performance first ဖြစ်လဲဆိုလို့ရှိရင် JavaScript 0ပေါ့နော်သူကဒီလိုကိုက static content ဆိုလို့ရှိရင်လိုအပ်တဲ့ကြောင့်မလိုအပ်တဲ့ JavaScript တွေကိုလုံးဝမခေါ်ဘူးပေါ့နော်ဆိုလို့ရှိရင်လိုအပ်တဲ့ component တွေကိုပဲလိုအပ်တယ်လိုအပ်တဲ့အပိုင်းကိုပဲခေါ်ပြီးတော့သုံးတာဖြစ်တဲ့အတွက်သူ့ရဲ့ performance ကမြန်တယ်ပေါ့နော်ပြီးရင် flexible ဖြစ်တယ်developer တွေအတွက်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ပေါ့နော် flexible ဖြစ်တာကသူကတခြား framework တွေနဲ့လည်းတွဲပြီးတော့သုံးလို့ရတယ်သူ့ရဲ့ key feature ပေါ့နော်အဓိက key feature တွေကတော့ partial hydration ဖြစ်တယ်အဓိကတော့ user လိုအပ်တဲ့ JavaScript ကိုပဲသူကအဓိကထားပြီးတော့ပေါ်ပေးတယ်ပြီးလို့ရှိရင်သူ့ရဲ့ပုံစံ islet architecture နဲ့တွားတယ်ပေါ့နော်ပြီးလို့ရှိရင်သူ့မှာက library တွေကလည်းအများကြီးရှိထားပြီးသားဖြစ်တယ်ပြီးတော့အဲ static site တွေလည်းအဲ static site အတွက်လည်းသုံးလို့ရတယ်ပြီးလို့ရှိရင် Astro component သူ့အနေနဲ့ရှိရပြီးတော့ရှိရတော့ကြောင့်သူကပို့ပြီးတော့တခြားလို framework တွေပေါ်ကိုအရင်ကမဖြစ်ခင်နဲ့ lightweight ဖြစ်တယ်အဲ့ဆိုရင် Astro framework ကိုဘယ်လိုမျိုးတွေမှာသုံးမလဲလို့နော်အဓိကတော့ blog website တွေဒါမှမဟုတ်ရှင် documentation တွေဒီလိုအဲ့လိုမျိုး content ကိုများများထည့်မဲ့ website တွေဆိုလို့ရှိရင် Astro ကိုသုံးတယ်ပြီးတော့လို့ရှိရင်marketing page ပေါ့နော် landing page တို့ကိုယ့်ရဲ့ product ကို showcase ပြချင်တဲ့အခါမျိုးတွေမှာကြာလာနေများ data များလာရင် site 400မျိုးတွေကိုတားဆီးဖို့အတွက်ပေါ့နော်အဲ့လိုမျိုးဒါတွေအတွက်ဆိုလို့ရှိရင် Astro framework ကိုသုံးကြတယ်ပြီးတော့လို့ရှိရင် e-commerce လုပ်တဲ့ဆိုင်တဲ့ဟာဆိုလို့ရှိရင်လည်းဒီ Astro framework ကိုသုံးကြတယ်ပြီးတော့ hybrid app ဒီ developer တွေအတွက်ဆိုလို့ရှိရင် landing လုပ်ရလွယ်တယ်ပြီးလို့ရှိရင်တခြား framework တွေအများကြီးနဲ့လည်းသူက support ပေးရရှိရ support ပေးရပေါ့နော်ပြီးတော့ developer tool တွေကလည်း sound ဖြစ်တယ်ပေါ့နော် business အရကြည့်မယ်ဆိုလို့ရှိရင်လည်း SEO friendly ဖြစ်တယ်ပြီးတော့ဒီဗာလဲ performance ကိုကောင်းကောင်းဟောဖြစ်တဲ့အတွက်ဒီ portion cost ကိုလျှော့ချပေးနိုင်တယ်ပေါ့နော်ပြီးရင်ပိုချဲ့ခြင်းတော့အာထည့်လို့ရတယ်ပေါ့နော်ကိုယ့်ရဲ့ website ကိုအဓိက Astro framework ကိုသုံးမယ်ဆိုလို့ရှိရင်ဘာလိုမှာလဲဆိုရင် Node.js လိုမယ်ပေါ့နော်version 18ရဲ့20 22ပေါ့နော်အဲ့အရာရဲ့အထက်လည်းရတယ်ဒါပေမဲ့သူ့စီမှာရေးထားတဲ့အတိုင်းပဲပေါ့နော် version 19ရဲ့21ရဲ့ကတော့ support မလုပ်ဘူးပေါ့နော်ပြီးရင် text editor ကတော့တခြားကိုသုံးချင်တဲ့ဟာတွေတော့ရပါမယ်သူ recommend ပေးရတော့ VS Code ကိုသုံးမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဟုတ်သူက command line ကိုခေါ်ပြီးတော့ run တဲ့ဟာဖြစ်တယ်ပေါ့ဒီလုံးဒီ Astro စမယ်ဆိုလို့ရှိရင်ဘာလုပ်လဲပေါ့နော်အချိန်မှပြောရတာ Node.js ဆိုတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့
system ထဲမှာ Node.js တွင်းထားဖို့လိုတယ်ပေါ့နော်။ဒီလို download လုပ်ချင်တယ်ဆိုလို့ရှိရင် Node.js official site ကနေပြီးတော့တွင်းထားမယ်။ပြီးသွားလို့ရှိရင် Astro project တစ်ခု create လုပ်ဖို့ဆိုလို့ရှိရင်ဒီ VS Code VS Code ရဲ့ terminal ကနေပြီး npm create astro latest ဆိုတဲ့ဒီ code ကို run လိုက်တယ်ဆိုလို့ရှိရင်သူ astro နဲ့ပတ်သက်တဲ့ installation တွေကိုလုပ်ထားလိမ့်မယ်ပေါ့နော်။ documentation အသေးစိတ်ကကြလည်းဒီနဲ့မှာပြည့်ရပေါ့နော်။ပြီးလို့ရှိရင်ကိုသွားချင်တဲ့ကို project UI သွားမယ်သင်လိုတဲ့ npm install လုပ်မယ်ပြီးရင် npm run လိုက်လို့ရှိရင်ဒါပုံမှန်ဒီ project setup ပြီးသွားပြီပေါ့နော်လောလောဆယ်ဒီမိုအနေနဲ့ပေါ့နော်ညီမကဒီ testing ဆိုပြီးတော့တစ်ခုစောက်ထားရှိရဲခုနကတော့ပြောလို့ပဲNode.js ထည့်ထားတဲ့ဟာတော့ကျော်လိုက်ပြီပေါ့နော်ပြီးရင်ဒီ npm create astro latest ထဲကနေမှညီမ testing ဆိုရဲfolder ဆောက်ပြီးတော့တစ်ခါရေးထည့်မှာဖြစ်တဲ့အတွက်ဒီ code ကို run ထားရှိရဲပြီးလို့ရှိရင်ဒီ code ဒီ folder လေးကိုတိုက်ရိုက်ရောက်ချင်တာမဟုတ်လို့ folder လမ်းကြောင်းချိန်တယ်ပြီးရင် npm install လုပ်မယ် npm run လုပ်မယ်အရင်ဆုံးခုနက Astro framework run ပြီးသွားပြီဆိုလို့ရှိရင် component create လုပ်မယ်ပေါ့နော်။ဒါဆိုလို့ရှိရင်သူ့မှာရှိရဲ့ SRC တွေက component ဆိုတဲ့folder လမ်းကြောင်းထဲမှာကိုလုပ်ချင်တဲ့folder name create လုပ်ပေါ့နော်။ညီမကအခုလောလောဆယ်ကတော့ my component.astro ဆိုပြီးတော့create လုပ်ထားတယ်။အဲ့ဒီမှာဒီ PID ဆိုပြီးတော့ဒီ code တွေလည်းထည့်ထားတယ်ပေါ့နော်။အဲ့ဒါဆိုAstro framework ဖြစ်တဲ့အတွက်သူ့ရဲ့ extension က .astro နဲ့တင်ထားပြီးလိုက်ရင်ရပြီပေါ့နော်။အဲဆိုဒီ component တစ်ခု create လုပ်ထားတဲ့ဒီ my component astro ကိုဒီ index.astro မှာဘယ်လိုမျိုးလမ်းပြီးတော့ခေါ်မှာလဲဆိုရင်ကြတော့import my component ဆိုပြီးတော့ concept တစ်ခုပြင်လာပြီးတော့အဲ့ထဲကိုခုနတုန်းက my component.astro ဆိုတဲ့ကောင်ကိုပြစ်ထည့်လိုက်တယ်ပေါ့နော်။ပြောလို့ရှိရင်ဒီအောက်ကဟာတော့ပုံမှန်ညီမတို့ HTML create လုပ်ထားသလိုမျိုးပဲခေါ်ပြီးတော့သူပြန်ခေါ်တဲ့ပုံစံက body ထဲမှာ my component ဆိုပြီးတော့ခေါ်ပေးလိုက်လို့ရှိရင်ဒီ index file ကို run လိုက်တာနဲ့ခုနတုန်းကဒီ my component တွေက hello testing astro တို့ this sample astro component ဆိုပြီးတော့ထွက်လာမှာဖြစ်astro framework မှာအဓိကသူပြီးတင်တဲ့ဟာတော့ slot ပေါ့နော် slot ဆိုတာကလည်းပေါ့နော်အဲဆိုရင်ကိုစဉ်းစားရမှာကကြာ slot ဆိုတာဒီ place holder တစ်ခုလိုပဲပေါ့နော်သူ့ကိုဘာမှမရှိတဲ့ box အနေနဲ့စဉ်းစားလိုက်ပေါ့နော်ဒီ slot လို့ပြင်လာလိုက်ပြီဆိုလို့ရှိရင်အဲ့ထဲကိုတိတ်တာလာထည့်လို့ရတယ်အဲဆိုဒီ astro framework မဟုတ်တခြား framework တွေဆိုလို့ရှိရင်လည်းပေါ့နော်content အနေနဲ့ကကိုလည်းကိုထည့်ချင်တာရှိမယ်တခြားတယောက်ကလည်းထည့်ချင်တဲ့ဟာရှိမယ်ပေါ့နော်ဒီ content တွေကအမျိုးမျိုးဖြစ်နိုင်တဲ့အခါမျိုးမှာဒီ frame ကကြတော့ဒီ component frame ကကြတော့ပြန်ပြီးတော့သုံးချင်တယ်ပေါ့နော်အဲ့လိုမျိုးအချိန်မှာဆိုလို့ရှိရင်သူက slot ကိုသုံးတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင် slot လို့ပြောလိုက်တာနဲ့ဒီထဲမှာကြိုက်တာလားထည့်လို့ရပြီဆိုပြီးတော့ပြင်ညာလိုက်တယ်လို့ပေါ့အဲ့ဆိုတော့ example အနေနဲ့ပေါ့နော်ဒီပုံမှန်ဆိုလို့ရှိရင် slot မပါပဲဆိုရင်ညီမတို့ကဘယ်လိုမျိုးပြင်ညာလဲဆို head code ဆိုတာဒီ data ကိုvalue ကိုအသေးပြန်လာမှာပေါ့နော် a tag ဆိုတဲ့HREF ထဲမှာ click here ဆိုတဲ့ test ကိုအသေးထည့်ထားတယ်ပေါ့နော်ဒီဟာက head code ပုံစံမျိုးနဲ့ slot မရှိတဲ့အချိန်မှာဒီလိုမျိုးကြော်ညာကြရပေါ့နော်အဲ့ဆိုရင်တကယ်လို့တခြားတစ်ယောက်ကဒီကောင်ကိုသုံးချင်တယ်ဆိုလို့ရှိရင်ဒီတစ်ခုလုံး copy ဆွဲပြီးတော့ယူပြီးတော့သုံးလို့ရတယ်ဒါပေမဲ့ဒီ test name ကိုကတော့ချိန်လို့မရဘူးပေါ့နော်အဲ့အချိန်မှာသူက slot နဲ့သုံးမယ်ဆိုလို့ရှိရင်ဒီလိုလို့ user ကမှာ button dot component တစ်ခုထဲမှာ AHREF ဆိုပြီးတော့ဒီလိုမျိုးကြော်ညာထားလိုက်တယ်ပြီးတော့ဒီထဲမှာထည့်တဲ့စာသားကို slot ဆိုပြီးပေးလိုက်တာနဲ့ဒီတန်ဖိုးရဒီလိုပဲဒါပေမဲ့အထဲမှာရှိတဲ့စာသားကိုစိုက်တာထည့်လို့ရဖြစ်သွားတဲ့အတွက်ကြောင့်အင်တာတော့astro မှာကြာလို့ရှိရင်ဒီ button ဆိုပြီးတော့ဒီကိုထည့်လိုက်တယ်ပေါ့နော် noun start learning ဆိုလို့ရှိရင်လည်းဒီ link နဲ့ဒါနဲ့စာသားကတော့ချိန်ပါမယ်ပေါ့နော်အဲ့လိုပဲနောက်တစ်ယောက်ကဒီစာသားနဲ့မသုံးချင်ဘူးလမ်းမိုးနဲ့သုံးချင်တာဆိုလို့ရှိရင်ဒီလိုမျိုးbutton လမ်းမိုးဆိုပြီးတော့ကိုတိုက်တဲ့စာသားထည့်လို့ရတဲ့ပုံစံမျိုးသုံးလို့ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်ထက်ခါရေးပြမလို့ပဲနဲ့ time save ကိုပြီးတော့ဖြစ်တယ်ပြီးတော့ဘယ်လိုနည်းနည်းလေးမတူတဲ့နေရာတွေမှာခဏဘယ်လို content create လုပ်ရတာမျိုးအခြေအနေတွေကိုဒီ slot ကဖြည့်ရှင်းပေးရပါတော့အဲ့ဆိုဒီ slot ကိုဘာလို့သုံးတာလဲပေါ့နော်ကိုယ့်ရဲ့ဒီ component ကခဏပြန်သုံးမယ်ဆိုလို့ရှိရင် slot ကိုသုံးပေါ့နော်ပြီးတော့လို့ရှိရင်
flexible ဖြစ်အောင်ဒီလိုတချို့ဟာလေးတွေကဒီဇိုင်းတွေရောပါရောအတူတူပဲစာသားလေးတည်တံ့လေးပဲပြောင်းချင်တာဒါမှမဟုတ်ရှင် icon လေးပဲချိန်ချင်တာအဲ့လိုမျိုးတွေအတွက်ဆိုလို့ရှိရင်တစ်ခုလုံးပြန်ရေးကြမလို့ပေါ့နော်ဒီ slot နဲ့လောက်လိုက်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ပြီးရင် slot တောင်းလိုက်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ကုတ်ကပို့ပြီးတော့clean ဖြစ်မယ်ပေါ့နော်ဟိုခဏခဏဟိုမတူတဲ့ content တွေအတွက် version မျိုးအဲ့လို coding ရေးကြမလို့ပဲနဲ့ slot နဲ့ပဲဖြည့်ရှင်းလို့ရတယ်နောက်နောက်တစ်ခုကကျတော့ Astro ရဲ့ prompt ပေါ့နော် Astro ရဲ့ prompt ကကျတော့ data တွေတို့data တွေကိုကြော်ညာပြီးတော့อืมဘယ်လိုပြောမလဲsystem ပိုင်းဆိုတော့ပို့ပြီးတော့ဟိုဟာဖြစ်နေတယ်ပြောပေါ့နော်ပို့ပြီးတော့သိလိမ့်မယ်ပေါ့နော်ဒီ instruction ကိုယ့်ရဲ့ဒီကဘာလုပ်မယ်ဆိုတဲ့ instruction ကိုပေးလိုက်တာနဲ့ဒီ Astro prompt နဲ့အသုံးပြုလို့ရတယ်ပေါ့နော်ဒီမှာexample နဲ့ပြောပြပေးမယ်ပေါ့နော်အရင်ဆုံးကျွန်မစီမှာ list of component of astro ဆိုတဲ့ကောင်ရှိနေပေါ့နော်အရင်ဆုံးဗာလဲ astro ရဲ့ prompt ကိုကြော်ညာလိုက်မယ်ပေါ့နော်ငါ title လေးကို string ထည့်မယ် description လေးကို string ထည့်မယ်ပေါ့နော်ပြီးရင်ဒီဟာ title နဲ့ description က astro prompt ဖြစ်ပါတယ်ဆိုပြီးတော့ကြော်ညာပေးလိုက်ပြီဆိုလို့ရှိရင်ဒီအောက်မှာဆိုလို့ရှိရင် div h2 title ဆိုပြီးခေါ်လိုက်တာနဲ့ဒီ list of component ဒီတစ်ခုလုံးကိုကတိုက်တယ်ရဲ့စာသားတွေကိုအသေးမဟုတ်ဘဲနဲ့ပေါ့နော်ကိုသုံးချင်တဲ့နေရာရောက်တော့မှဒီတိုက်တဲ့နေရာမှာဗာထည့်ချင်တယ်ထည့်ချင်တဲ့အကြောင်းအရာကို replace လုပ်လိုက်လို့ရတယ်ပေါ့နော်အဲဆို list of component တွေမှာတိုက်တယ်ပြီးလို့ရှိရင် description ထည့်တာမျိုးပေါ့နော်ပြီးတော့အဲ့လိုပဲURL line မှာဆိုလို့ရှိရင်လည်းalign item ဆိုပြီးတော့ဒီလိုမျိုး list component တစ်ခု create လုပ်ထားမယ်ဒီ list component ကိုကြတော့ inter.astro မှာလှမ်းပြီးတော့သုံးမယ်ပေါ့နော်အဲဆိုလို့ရှိရင်ပုံမှန် list ဆိုပြီးတော့ခေါ်တဲ့ထဲမှာမှ title မှာလည်းfull list ဆိုပြီးခေါ်လိုက်လို့ရှိရင်ဒီ h2 ရဲ့နေရာမှာ full list လို့ဝင်သွားပြီးတော့ဒီ description နေရာမှာကျတော့ဒီ reuse agent list ပေါ့နော်ဒီပြန်သုံးတဲ့ list တွေပေါ့နော်ဒီ item ထဲမှာကျတော့ apple တို့နာနာတို့ထည့်လို့ပေါ့နော်ကိုထည့်နေတဲ့ item မျိုးစားတွေကိုလာထည့်လို့ရတယ်ပေါ့နော်အဲဆိုရင်ပုံမှန်ကုန်တင်မှာဆိုရင်ခဏခဏ align တွေပွားတာတို့ပြီးတော့ဒီ component ပေါ့နော်ဘေးက structure တူတဲ့ကောင်မျိုးခဏခဏပြန်ရေးရတဲ့ coding မျိုးဒီ Astro ကတော့ချပေးတယ်ပေါ့နော်ဒီ Astro Pro ကဘာလို့တောင်းရလဲဆိုလို့ရှိရင်dynamic component တွေမှာဆိုလို့ရှိရင် Astro Pro နဲ့ရေးမယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေပေါ့နော်ဒီခုနကတော့ပြောသလိုပဲဒီအပြင်ကကာဗာကြီးကဘေးပိတ်နေနေတရားပဲတုံးချင်တာမျိုး template လိုမျိုးအခြေအနေမျိုးမှာဆိုလို့ရှိရင် Astro Pro နဲ့လည်းအဆင်ပြေပြီးတော့ခဏခဏကုန်တင်ပြန်လို့ရဖြစ်တဲ့အတွက်ကြောင့် Elena ပုတ်ဖြစ်နေပေါ့နော်။လက်ရှိညီမဆန်ထားတဲ့ဟာလေးပြပေးမယ်။ညာကခုနကပြောထားတဲ့ဒီ presentation ထဲမှာပါတဲ့ဟာပေါ့နော်။ဒီမိုထိမှာပေါ့နော်။ဒီ template testing ဆိုတဲ့ကောင် create လုပ်ထားရှိရဲ့ဒီ MyAstro testing ထဲမှာ testing မှာ testing ဆိုတဲ့ folder ရှိနေပေါ့နော်။အဲဆိုတော့ MyAstro testing မှာ testing ဆိုတဲ့ folder ရှိမယ်။ပြောလို့ရှိရင်အော်ရာခုနက Astro ကို create လုပ်လိုက်တာနဲ့ဒီ SRC ကိုကျန်တဲ့လိုအပ်တဲ့ data အကုန်လုံးကသူ့ဟာသူရှိထားပြီးသားအဲ့ဒီမှာမှ component တစ်ခု create လုပ်ချင်တယ်ဆိုလို့ရှိရင် SRC တွေက component ထဲမှာကိုထည့်ခြင်းနဲ့ဟိုဟာထည့်ပေါ့နော်အရင်ဆုံးညီမထည့်မယ်ဆိုပြီးတော့လုပ်ခဲ့တာက my component.astro ပေါ့နော်အဲ့ဆိုတော့hello testing astro ရဲ့ this is a sample astro component ဆိုပြီးတော့ဒီစသဖြင့်ဒီ my component.astro ထဲမှာဒီဟာလေးကိုထည့်ထားရှိတယ်နော်အဲ့ astro ကိုညီမက page တွေက inner.astro မှာလှမ်းပြီးတော့ခေါ်နေပေါ့နော်အဲ့ဆိုလို့ရှိရင်ကြော်ညာပေးရမှာက import my component ဆိုပြီးတော့ my component.astro ဆိုပြီးတော့ import နဲ့လမ်းထည့်လိုက်မယ်ပြီးတော့လို့ရှိရင်အောက်မှာ my component ဆိုပြီးတော့လှမ်းခေါ်ထားတယ်ပေါ့နော်ဒီ layout တို့ header တို့ကကြတော့ပုံမှန်နောက်လက်ရှိညီမတို့ခဏခဏသုံးနေတဲ့ HTML ဒီအပြင် structure ရဲ့အကုန်လုံးကကြတော့ကိုယ့်ရဲ့ဒီ layout.astro ထဲမှာထည့်ထားလို့ရတယ်ပေါ့နော်အဲဆိုရင်ဒီ page title တို့ page description တို့ဆိုလို့ရှိရင်လည်းချိန်လို့ရတဲ့ပုံစံမျိုးတွေလုပ်လို့ရတယ်ပေါ့နော်ဒီလိုကြတော့ layout ကမပြောသေးဘူးခုနကဒီ my component အတွက်ပေါ့နော် my component ဆိုပြီးတော့ခေါ်လိုက်တဲ့အချိန်မှာခုနကတော့စာသားတွေဖတ်လာမယ်ဆိုတော့ဒီတောင်းနေလုံးပြီလုံး CD ဆိုပြီးတော့ကိုသွားချင်တဲ့ဒီ
ကိုယ့်ရဲ့ဒီ project ရဲ့ folder လေးကိုအရင်ဝင်မယ်ပေါ့နော်ဝင်သွားလို့ရှိရင် npm run db ဆိုပြီးတော့ညီမ npm install လုပ်ဆရာမလိုတော့ပေါ့နော်ဘာဖြစ်လို့ဆိုတော့လိုအပ်တဲ့ npm install တွေကိုဒီ presentation မတိုင်ခင်တော့လုပ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်လုပ်ဆရာမလိုတော့ပေါ့နော်အဲဆိုလို့ရှိရင် local run ကြည့်လို့ရမယ် link တစ်ခုထွက်လာလိမ့်မယ်ပေါ့နော်ဒီ local host လေးသုံးလို့ဆိုပြီးတော့ဟုတ်အော်Hello this is Astro ရေ this is a sample Astro ဆိုတာကခုနတုန်းကညီမရဲ့ coding တွေကဒီ my component တွေက data ကိုထုတ်ထားတာပေါ့နော်အဲဆိုရင်သူ့အပေါ်မှာရှိတဲ့ဒီ hello ဒီပေါ့နော် phone ရယ် account ရယ်အဲ့ဒါတွေကကြတော့ header.astro ထဲမှာထည့်ထားတယ်ပေါ့နော်ညီမတို့ပုံမှန် run နေကြcoding တွေမှာဆိုလို့ရှိရင် header တက်တက် footer တက်တက်ခွဲသလိုမျိုးပဲအခုလိုမျိုးခွဲထုတ်လိုက်လို့ရတယ်ပေါ့နော်အဲ့ဒါထဲမှာကျ header ထဲမှာသူ့ရဲ့ navigation URL တွေထည့်ထားရှိမယ် footer ထဲမှာဆိုလို့ရှိရင် footer နဲ့ပတ်သက်တဲ့ဟာထည့်မယ်ပေါ့နော်ဒါ header footer ရဲ့ my component ဒါကလောဆယ်ပုံမှန် coding မှာဆိုလို့ရှိရင်လည်း module ခွဲပြီးတော့ရေးတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်အများကြီးထူးထူးဆန်းဆန်းမဟုတ်ဘူးပေါ့နော်အဲ့မှာမှဒီ list slot ခုနတုန်းကဒီslot နဲ့ပတ်သက်ပြီးတော့ပြောထားတာပေါ့နော် HREF ဆိုပြီးတော့ Astro Learning Setup ရဲ့ link ကိုထည့်ထားပြီးရပြီးရင်ညီမက click here ဆိုတဲ့ကောင်ကိုတိုက်ရိုက်မထည့်ထားဘဲနဲ့ slot ဆိုပြီးတော့ပဲကြော်ညာပေးထားတယ်ပေါ့နော်အဲ့ကောင်ကို index.html မှာပြန်ပြီးတော့ခေါ်မယ်ဆိုလို့ရှိရင်ကြတော့button ဆိုပြီးတော့button ဆိုပြီးတော့ထားလိုက်တယ်ပေါ့နော်ပြီးရင်အဲ့ဒါကို slot.astro ကိုထည့်မယ်ဆိုပြီးတော့ import လုပ်ထားတယ်ပေါ့နော်ပြန်ရေးရမှာကြတော့ button ဆိုပြီးတော့အဖွင့်ပိတ်နဲ့ရေးလိုက်တယ်ပြီးတော့အဲ့ဒီ slot နေရာမှာကြတော့ကိုထည့်ခြင်းနဲ့နာမည်ထည့်လိုက်တယ်ပေါ့နော်အဲဆိုရင် now start learning ဆိုတဲ့စာသားကိုထည့်လိုက်တယ်အဲဆိုတော့ဒီက now start learning ဆိုတဲ့ agent လေးဖြစ်သွားလိမ့်မယ်ပေါ့နော်နောက်တစ်ခုကကြတော့cat ပေါ့နော် cat အတွက်ကကြတော့ညီမ cat.astro လမ်းခေါ်ထားရှိရပေါ့နော်အဲဆိုရင် cat.astro ထဲမှာဘာတွေထည့်ထားလဲဆိုလို့ရှိရင်cat ဆိုပြီးတော့အဲ frame ပေါ့နော် frame တူတဲ့ကောင်ကိုထည့်ထားရှိရပြီးသွားလို့ရှိရင်ဒီအပေါ်ဆုံးမှာ cat header ဆိုပြီးတော့ကြော်ညာရဲပြီးရင် slot ဆိုပြီးတော့ header ဆိုပြီးတော့ပေးထားရှိရ cat body ကကြတော့ user အနေနဲ့ကုတ်တာပေါ်လိုက်ပြီးတော့ပေါ့နော်ကုတ်တာကသူလိုတဲ့အကြောင်းအရာကိုထည့်လိုက်တယ်ပေါ့နော်ညီမ frame ကိုပဲ create လုပ်ပေးထားပါပေါ့နော်အဲဆိုတော့ဒီဟာကိုလှမ်းခေါ်တာကြတော့ index.astro ထဲမှာလှမ်းခေါ်မယ် cat ဆိုပြီးတော့ခေါ်လိုက်တာရှိတယ်ဒီ header ဆိုတဲ့နေရာမှာslot header ဖြစ်တဲ့အချိန်မှာကိုကဘာထည့်မှာလဲဆိုတော့ my cat header ဆိုပြီးတော့ကြော်ညာလိုက်တယ်ပြီးလို့ရှိရင်ပြီးကတော့ this ခုနကတော့ div နေရာဖြစ်သွားပြီပေါ့နော် body content of the cat ဆိုပြီးတော့ကြော်ညာလိုက်တယ်ဆိုလို့ရှိရင်သူ့ရဲ့ဟိုကcat ရဲ့ data ရလာမယ်ပေါ့အဲ့တော့ဒီထုတ်ပြီးပြလို့ရအော်ဒီက cat ဆိုရဲ div တစ်ခုရှိမယ် cat header ထဲမှာ cat ဝင်သွားဒီ cat ရဲ့ title ဝင်သွားပြီးတော့ cat body မှာကျတော့ခုနတုန်းကslot လို့ကြော်ညာထားတဲ့ p tag က auto ဝင်သွားမယ်ပေါ့နော်အဲဆိုရင်ညီမတို့ index file မှာဆိုလို့ရှိရင်အများကြီးရေးစရာမလိုဘဲနဲ့ cat အဖွင့်ပိတ်ရဲ့ဒီဟာပဲရေးရုံပဲပေါ့နော်တကယ်သူ့ original မှာကကြတော့ div အဖွင့်ပိတ်တွေနဲ့အများကြီးရေးထားရှိရပေါ့နော်ဒီမှာ model လိုမျိုးကောင်တွေဆိုလို့ရှိရင်ဒီလိုမျိုးဒီ component တစ်ခုထုတ်ထားပြီးတော့ index ကနေလာခေါ်တဲ့ပုံစံမျိုးနဲ့ရေးမယ်ဆိုလို့ရှိရင်user အကုတ်တိုင်းအနေနဲ့နည်းနည်းအရန်ချုပ်ပွားမနေတော့ဘဲနဲ့ပေါ့နော်ပြန်ပြီးတော့ခဏခဏလေးပြန်သုံးလို့ရတယ်ကြည့်ရတယ်ရှင်းတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကြတော့ list ပေါ့နော်list ထဲမှာဆိုလို့ရှိရင် list of astro ထဲမှာဗာထည့်ထားရှိတယ်ဆိုလို့ရှိရင်ခုနကတော့ astro ရဲ့ prompt ပေါ့နော်astro prompt နဲ့ပတ်သက်ပြီးတော့ထည့်ထားရှိတယ်ဒီ title ရဲ့ description ရဲ့ item ရဲ့ဒီသုံးခုကို astro prompt အနေနဲ့သုံးမယ်ဆိုပြီးတော့ကြေညာလိုက်တယ်ပြီးတော့လို့ရှိရင် div အဖွင့်ပိတ်ထဲမှာh2 ထဲကို title ထည့်မယ် p ထဲကို description ထည့်မယ်ဆိုပြီးတော့ထည့်ထားတယ်ပေါ့နော်ပြီးတော့လို့ရှိရင် align ကိုကခဏခဏပြန်ရေးခြင်းတဲ့အတွက်ကြောင့် item ဆိုပြီးတော့ကြေညာလိုက်တယ်ဒီ list of
Astro ကို index file မှာပြန်ပြီးတော့သုံးချင်တာကြာ title တွေကိုဘာထည့်မှာလဲဆိုရင် true list ဆိုတဲ့ကောင်ထည့်မယ် description တွေကိုဒီစာသားထည့်မယ် item 1ကျတော့ဒီဟာကြီးကြောင့်ရမယ်ဆိုပြီးတော့ပေးလိုက်တာနဲ့ဒီ list အနေနဲ့ထွက်လာတယ်ပေါ့နော်ဒီဟာက title ဒီဟာက description သူ့ရဲ့ list ပေါ့လားလောလောဆယ်တော့ဒီထိပဲအရင်ပြောထားလိုက်တော့နော်နောက်တစ်ခေါက်ကျတော့မှနောက်ထပ်ဒီ Astro ရဲ့ဒုတိယပိုင်းနေနဲ့ဒီ background ကြော်ညာတဲ့ဟာတို့ပြောလို့ရှိရင် condition စစ်တဲ့အပိုင်းတို့ထပ်ပြီးတော့ပြောပြပေးမယ်ဟုတ်အဲ့ဒီလိုပုံစံမှာ